မာလကာမြို့အလဲကောင်ရှိဟောင်းမြို့တော်ကိုကြည့်ရှုလဲပတ်ရင်အပန်းဖြေလိုက်ကြရအောင်မင်္ဂလာပါဘလော့ဘန်အော်တူဘီကနေလူထုစွာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ယခုတစ်ခါရောက်ရှိနေတာကတော့မလေးရှားနိုင်ငံရဲ့နာမည်ကြီးမြို့တော်တစ်ခုဖြစ်တဲ့ရှီဟောင်းမြို့တော်တည်ရှိရာမာလကာမြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်အခုရောက်ရှိနေတဲ့နေရာလေးကတော့မာလကာမြို့ရဲ့မြို့လေကောင်မှာတည်ရှိတဲ့ရှီဟောင်းမြို့တော်နဲ့တွေ့တန်းထားတဲ့ဒီတချောင်းမြောင်းဘေးကြီးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒါကတော့မာလကာမြို့လေကောင်မှာတွေ့နေရတဲ့ဒီအလှပကိုတော်ဝါလေးကြည့်ရှုခံရမှာပဲဖြစ်ပါတယ်။အဲဆိုရင်တော့ဆက်စုလိုက်ရအောင်ရှောက်ကြည့်လိုက်ရအောင်ဒီမှာဆိုရင်လည်းယခုလိုမျိုးညနေမနက်စောစောလေ့ကျင့်ခန်းထွက်လို့မလားဓာတ်ပုံအလှပတွေရိုက်မလားဖြူအလှပတွေအရန်မိုက်တယ်နေရာအလှပရှုခင်းလေးအရန်မှသားရပါတယ်မာလကာမြို့ရှေးဟောင်းမြို့တော်ဒီဆက်ပါတယ်မာလကာမြို့ကိုရောက်ပြီဆိုရင်လည်းရှေးဟောင်းမြို့တော်ကိုမဖြစ်မ